Are you serious? မင်းတကယ်ရောကျင်းတည်ရလားမင်းအောင်မြင်ခြင်းနဲ့လို့ပါဇက်ကပြောနေပေမဲ့တကယ်တမ်းမင်းရဲ့လုပ်ရက်တွေကအဲ့ဒီစကားနဲ့ထပ်တူကြရလားနံပါတ်1အပြောနဲ့လုံးမညီမျှခြင်းမင်းကအောင်မြင်ခြင်းနဲ့လို့ပြောတယ်ဒါပေမဲ့မင်းကအဲ့ရတဲ့မှာပဲချိန်ဖြိုးနေလို့ပဲမင်းကထိတ်ဆုံးရောက်ချင်တယ်လို့ပြောတယ်ဒါပေမဲ့အခက်အခဲလေးတစ်ခုတည်းတာနဲ့လက်လျှော့ဖို့ပဲစဉ်းစားနေတယ်ငါမင်းကိုမေးမယ်မင်းတကယ်ရောကျင်းတည်ရလားနံပါတ်2အနစ်နာခံမှုမင်းတကယ်ပဲအောင်မြင်ခြင်းနဲ့ဆိုရင်မင်းရဲ့အိပ်စက်ခြင်းကိုဆွတ်လွတ်နိုင်ရမယ်မင်းရဲ့ပျော်ပါးတွေကိုခဏဘေးဖယ်ထားနိုင်ရမယ်လူတိုင်းကအောင်မြင်ခြင်းကြတာပဲဒါပေမဲ့လူတိုင်းကတော့အဲ့ဒီအတွက်ပေးဆက်ရမယ့်တန်ဖိုးကိုမပေးခြင်းကြဘူးနံပါတ်3ရလက်ထက်လှုပ်ဆောင်ချက်ကိုကြည့်ပါမင်းဘလောက်တော်တယ်ဆိုတာငါ့ကိုလာမပြောနဲ့မင်းဘလောက်အထိလှုပ်ကြိုးစားနေလဲဆိုတာကိုပဲငါ့ကိုပြပါမင်းရဲ့အိမ်မက်တွေကမင်းကိုအိမ်မပြောအောင်လုပ်နိုင်နေပြီလားမင်းရဲ့ရည်မှန်းချက်တွေကမင်းကိုမနှက်ခင်းမှာလိုလျောက်နိုးလာအောင်တွန်းအားပေးနေပြီလားနံပါတ်4စိန်ခုံမှုခွင့်ရေးဆိုတာစောင့်နေတဲ့သူစီရောက်လာတာမဟုတ်ဘူးလိုက်ရှာတဲ့သူစီပဲရောက်တာမင်းကအောင်မြင်မှုကိုလိုချင်ရုံလိုချင်တာလားဒါမှမဟုတ်မရမကရအောင်ယူမယ်ဆိုတဲ့စိတ်ဓာတ်ရှိတာလားမင်းကိုမင်းပြန်မေးကြည့်ပါမင်းတကယ်ရောကျင်းတည်ရလား